ဒီဘက်ပကံရဲ့တမိုင်းဝင်ဖရီကစ်3ဂိုး2002ခုနှစ်ကမ္ဘာဖလားခြေစစ်ပွဲအတွက်အုပ်စုမဲခွဲပွဲပြုလုပ်ခဲ့ရမှာတော့နာမည်ကြီးအင်္ဂလန်နဲ့ဂျာမနီတို့ကတအုပ်စုတည်းကြာရောက်ခဲ့ပါတယ်။တအုပ်စုမှာ9သင်းပါဝင်ကစားခဲ့ရပြီးအုပ်စုဘိုအသင်းကသာကမ္ဘာဖလားအုပ်စုအဆင့်ကိုတိုက်ရိုက်ကစားခွင့်ရမှာဖြစ်ပြီးဒုတိယနေရာကအသင်းကတော့ play-off ကစားမှသာဝင်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။ကမ္ဘာဖလားခြေစစ်ပွဲရဲ့နောက်ဆုံးပွဲမတိုင်ခင်မှာအင်္ဂလန်အသင်းက16မှတ်ရထားသလိုဂျာမနီကလည်း16မှတ်ရရှိထားပါတယ်။နောက်ဆုံးပွဲစဉ်မှာတော့အင်္ဂလန်ဟာဂရိနဲ့ကစားခဲ့ရမှာဖြစ်ပြီးဂျာမနီကတော့ဖင်လန်နဲ့ကစားခဲ့ရမှာပါ။ဂျာမနီနဲ့ဖင်လန်တို့ရဲ့ပွဲစဉ်ကတော့ဂိုးမရှိသေးနဲ့ပြီးဆုံးခဲ့တာကြောင့်အင်္ဂလန်အနေနဲ့ကမ္ဘာဖလားအုပ်စုအဆင့်ကိုတိုက်ရိုက်ဝင်ခွင့်ရရှိဖို့အတွက်ဂရိကိုအနိမ့်ဆုံးတည်ကစားနိုင်မှသာနောက်တစ်ဆင့်ကိုတက်ခွင့်ရမှာပါ။တကယ်တမ်းကစားတဲ့အခါမှာတော့အင်္ဂလန်တို့အခက်တွေ့ခဲ့ရပါတယ်။ဒီပွဲကိုမန်ချက်စတာယူနိုက်တက်အသင်းရဲ့အိမ်ကွင်းအိုးထရပ်ဖို့မှာကစားခဲ့တာဖြစ်ပြီးပွဲချိန်36မိနစ်မှာတော့ဂရိတို့ကဥဆောင်ကိုရရှိသွားခဲ့တာကြောင့်ပထမပိုင်းပြီးမှအင်္ဂလန်တို့ရှုံးနေခဲ့ပါတယ်။အင်္ဂလန်အနေနဲ့ဒီလိုနဲ့ပဲတိုက်စစ်ကိုအားဖြည့်ဖို့အတွက်အရှလီကိုထုတ်ပြီးမန်မားနဲ့မန်ကိုကစားစီခဲ့ပါတယ်။ဒီလိုနဲ့ပဲတာမန်ကစားပွဲအချိန်ပြီးတဲ့အခါမှာတော့မိနစ်90သာကျော်လာခဲ့ပါတယ်။အင်္ဂလန်အတွက်ခြေပါကိုဆိုတာမရှိသေးပါဘူး။93မိနစ်အရောက်မှာတော့အင်္ဂလန်အတွက်နောက်ဆုံးအခွင့်အရေးလို့ဆိုနိုင်တဲ့ free kick တစ်ချိန်ကိုဒီကုတ်စဝိုင်းထိတ်ကနေခက်လန်းလန်းကနေကန်ခွင့်ရရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအသင်းကောင်းဆောင်လက်ဘက်ကိုဝတ်ဆင်ထားတဲ့ကျော်နံပါတ်ခွင်ကစားသမားကအဲ့ဒီ free kick ကိုအလားပါဆုံးကန်ယူသွားခဲ့ပြီးတော့အင်္ဂလန်အသင်းကိုကမ္ဘာဖလားစီတိုက်ရိုက်ပို့ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီပွဲစဉ်ကတော့ဒီနေ့မှာနှစ်ပေါင်း24နှစ်ပြည့်သွားခဲ့ပြီလည်းဖြစ်ပါတယ်